Usulah kau balik halige usulah saya kuat deh usulah kau dah kau di kuat deh tuan no jalan ramah pipi no usulah saya kuat deh tapi nanti kau mama minglanya cari no segala biar mendinya nene ada lo lah biar mana nene lah biar mana ati tawa lo biar mana chỉ số biểu mình cho nó sẽ tiết ya đồng đi này ya đâu sẽ nó mình cho nó sẽ mình cho mình chỉ là bây giờ chỉ mình chỉ khui đó này khi tu khi chỉ là bây giờ chỉ khui đó nó ở đây cái đó là cái chỉ bên này nó ở đây từ một số lượng de u da và hi và khó khi cái ya de new player nó khi cái ya bên nó hi này giờ này có ya từ này là tí vào nó cho nó hoa sẽ có cái là mà biểu vũ bố cái là mà biểu mà đây bây giờ biểu mà nó từ đó trên ví dụ bây giờ cho nó hoa xả ra gì đó nó chỉ số biểu nó cho nó phô má nó xả ra đây mà biểu mà mì nó mà biểu đó chỉ số biểu nó lại bị vả nó cho nó đóng số vào đây cho nó mà sẽ ra cho nó tay ra để cho nó kỳ vả nó cho nó nó làm mà tuy mà em mà làm nó cho nó âm nhẹ đấy bên này cả bên đây yo bên đi ra bên đó to bên đó miêu bên đó bên miêu bên yo bên này cả bên yo đi là đó âm nhẹ đấy cho nó xí mà và đấy nó cho nó tí này khả năng mà chỉ là pin này vậy đó mà cho nó tụt lên đó chỉ đấy mà cho nó aduba cha này khả cho nó tí mà rồi đi là mà pin này tụt đó xí đào luôn cho nó lấy biểu đó lấy mà biểu lại lấy miêu phô thả biểu đó lấy miêu多起的，那提对上市的第拉奥马尼啦，就那表示大家呢，第钱币都比的安咯，苗个呢就那以下的啥他们比到技术越南里面呢，比到呢，那他那是这谁那边，那是古人那个边的别的那个呢，就那的话，他的啦，喏，他的啦苗。သူတို့ကချင်းပြည်သူပြည်သားအလုံးကျွန်တော်နဲ့ချင်းနဲ့တခါမှစကားမပြောဘူးတခါမှမခေဘူးတခါမှမရှုံဘူးဒါပေမဲ့သူတို့အပေါ်မှာမေတ္တာတရားချစ်ချင်းမေတ္တာကိုကြီးစာနားလည်ပြီးတယ်ကျွန်တော်တို့တိုင်းသားအလုံးလဲကျွန်တော်တို့ချင်းလက်ထမင်းစားလဲနော်ကြည်လက်ထမင်းစားလဲပမာနဲ့စားလဲရခိုင်နဲ့စားလဲပုံမလဲစားလဲထမင်းစားတူပဲကဲနောက်ပြီးတော့လူဘွားရောက်လာဆိုကိုကြီးစာတရားနဲ့စေတနာနဲ့နှလုံးသားပြိုစင်နဲ့ပြုပွေလေးနဲ့ထားရပါလို့တောင်းဆိုရှိတယ်။နောက်တစ်ခုကတော့တော့ကျွန်တော်တို့ပြည်ပရောက်တဲ့လူပဲဖြစ်ဖြစ်မြန်မာနိုင်ငံပဲဖြစ်ဖြစ်အကုန်လုံးကျွန်တော်ဒီညမှာပါတဲ့မှလာပြောမှာမဟုတ်တော့ကျွန်တော်တို့ချင်းကိုလာပြီးအပေးစကားလာပြောမယ်ကျွန်တော်တို့တူတဲ့ခင်တဲ့လူမရှိဘူးပြီးတော့လည်းဘယ်လိုမျိုးလဲကျွန်တော်တို့လည်းခင်တဲ့လူမရှိလဲကျွန်တော်တို့လည်းခံရပြီဒါမဲ့တချို့ခြေလက်ကျွန်တော်တို့တိုင်ရတာနဲ့ခေမှာကျွန်တော်တို့ကီနဲ့ခေမှာကျွန်တော်လည်းလာမခေဘူးတော့ကျွန်တော်လာပြောမဲ့ကိစ္စကတော့ချင်းထတလာမျိုးနော်ထတလာမျိုးနော်ကျွန်တော်အဲ့လိုမျိုးရေးတယ်ကျွန်တော်မြန်မာစာမပြီးဘူးနော်ဆက်ပြောမယ်နော်2021ဆယ်လပဲ29ရက်နေ့အခုဒီနေ့မှာ2021ဆယ်လပဲရက်30နော်ချင်းပြည်နယ်မှာဖြစ်ပျက်တဲ့ပြဿနာစစ်ကောင်စီမီအွန်လိုင်းကသူတို့အိမ်မှာမီးသွားဆုံးတယ်နော်အေးပေါင်း200ကျော်တယ်နော်200ကျော်လာ2000ကျော်လာနော်အဲ့လိုရှိနေတယ်နော်ဒါမဲ့အတိအကျကျွန်တော်မရဘူးကျွန်တော်မနေ့ကတည်းကမှတွေ့တယ်ရှစ်မကောင်းဘူးနော်ကျွန်တော်အပိစကားလာပြောမယ်ဆုတော်စကားလည်းလာပြောပေးမယ်ဒါမဲ့ကျွန်တော်ဆုတော်နောက်ဆုတော်မယ်ဆိုရင်ကျွန်တော်ကီလိုမျိုးဆုတော်ပေးမယ်နော်အခုမှတော့မြန်မာနဲ့လာပြောပေးမယ်ကျွန်တော်တို့ချင်းအကုန်လုံးတိုင်းသားအကုန်လုံးချစ်ပြည်နယ်မှာဖြစ်ပျက်တဲ့ပြဿနာမီးလောင်တဲ့အေကတော့ဒုက္ခဝေဒနာခံစားရမှာပဲเนาะဒါပေမဲ့ကျွန်တော်လည်းစိတ်မကောင်းဘူးเนาะကျွန်တော်လည်းခံဘူးတယ်ကြိုဘူးတယ်ကျွန်တော်ကြီးဆိုရင်ခဏဖြစ်ပဲခဏခံရတယ်ခဏမီးရှုပ်ခံရတယ်ခဏတက်ခံရတယ်ခဏပရိကျိတ်ခံရတယ်ခဏကောက်ကျရုံမှာဒီစိတ်ကောစီမြောက်လာလက်အောက်မှာကျွန်တော်တို့နေရတာကျွန်တော်နောက်တစ်ခုပြောချင်တာနေတို့ချေးပြည်နယ်ကိုမီးသွားဆုပ်တာနေတို့ချေးပြည်သူပြည်သားကိုမီးသွားဆုပ်တာကြီးစုကြီးစာကြီးလက်နဲ့ငယ်မီးကိုဆုပ်ပြက်စီးတာနေတို့အနိုင်ပြီလားနေတို့မြောက်လဲနေတို့မနိုင်ပြီလားစော်မထုံငမဲလုံးချေကပါနေတော့ပါတော့အပြစ်ရှိလို့လေချင်းလူမျိုးကသူ့နေနဲ့သူ့ရွာသူ့အေသူ့ဒေသသူ့မျိုးသူ့ပြည်နယ်သူ့
နေတော့မှနေတော့ကသူ့အေသွားပြီးမီးရှို့တယ်သွားပြီးလက်နဲ့ကြီးလက်နဲ့ငယ်ပြည်သူကဘာမှအပြစ်မစစ်ဘူးတတိစီကိုလက်နဲ့ချေစစ်ပါနေတော့ဟိုရတခါကချီသွားစိတ်ခေါ်တယ်မဟုတ်လားရှာချီရှာချစစ်သွားစိတ်ခေါ်လက်နဲ့ချေသွားစိတ်ခေါ်လက်နဲ့ချေစစ်ပါလို့တောင်းဆိုတယ်အခုမှပြည်သူကနေကိုမြတ်လူတယောက်မွေးလာပြီဆိုအေးတလုံးဆောက်ရမှာဘလောက်ထိဒုက္ခခံရတယ်လဲနေတော့ကိုကြီးမဆောင်လားနေတော့အသိဉာဏ်မရှိလားနေတော့ပြောတော့မြန်မာနိုင်ငံအုပ်ချုပ်မြန်မာနိုင်ငံအုပ်ထောက်မရောလဲပြီးတော့ကလေးကကျမရောလဲနော်ကျွန်တော်တို့တိုင်းသားအလုံးတော့ဒီချင်းပြည်နယ်ဖြစ်ပြတဲ့ပြဿနာလာပြောပြတာသူတို့ကလူတယောက်မွေးလာပြီးအေးတော့ကြမှာအေးတော့ကြမကြအေးတော့ကြမကြအေးတော့ဆော့ရမှာအေးဆော့ပြီးဆိုရင်စီဝိုင်းစာကိုစာဝနေတရက်စာကိုအသက်မပြေခင်မှာစမကောင်းနော်နောက်တစ်ခုကကျွန်တော်ပြောချင်တာသူများအေးဒီလို့ဆော့ရပြီးနေတော့ဘာမှမဟုတ်တဲ့ဘာမှမသိနေတော့အလာကမီသွားဆိုလေသူများအေးတလို့ဖြစ်ရမယ်မဖြစ်ခင်ဘလောက်ထိကြိုးစားခဲ့ရတယ်လေသူများချွေနဲ့ပေပါခဲရတဲ့အသက်နဲ့ရေရတာနဲ့ကြိုးစားပြီးတော့အေးတလို့ဖြစ်အောင်ကြိုးစားပြီးတော့ဆော့ရတာဆော့ပြီးတော့နေတော့အဲ့လိုမျိုးမီသွားဆိုလေလူတယောက်မှာဘလောက်ထိဝေဒနာခံစားရတယ်လေပြီးတော့အသက်ကြီးလူကြီးတွေလူငယ်တွေပြေးမနေအဖိုးအိုအဖွားအိုလူငယ်တွေဒုက္ခိသားတွေဒုက္ခခံရတယ်အခုမှထွက်ပြရတဲ့လူအခုအစားစာဝတ်နေအခုတော့မူရာဒီဥထုလက်တဲ့နည်းနည်းတော့အစီပြေပြီးဒီအခုမှဆိုတော့ပြီးနေကျွန်တော်တို့ဒါမဲ့ချင်းပြီးနေနောက်တစ်ခုကတော့ပြောချင်တာနော်အခုနေတို့ဖြစ်ပြတဲ့ပြဿနာနည်းနည်းကောင်းနေတယ်ကျွန်တော်တို့ကဟိုပြီးနေလူလင်္ကာလာ6လဆိုကတမဟာကဖြစ်ပြတဲ့ပြဿနာလဲအဲ့မှာမိုးလဲရွာတမဟာတခုတော့မဟုတ်ဘူးနေပေါ်များဆိုကျွန်တော်တို့ခါရအဲ့လိုမျိုးဒါမဲ့အာတေတာကြပါလို့ချင်းပြီးနေပြည်သူပြည်သားအလုံးပြီးတော့မြို့ကသူတို့ထားတယ်နော်ထတလာမြို့အာတေတာကြပါအာမငယ်ပါနဲ့စိတ်ဓာတ်မကြပါနဲ့မျက်ရည်မကြပါနဲ့ကျွန်တော်တို့ဒီစစ်ကောစီမီအွန်လိုင်းကောတိယမတပ်ဖြတ်လူကျမမှုကျွန်တော်တို့တိုင်းရတဲ့အကုန်လုံးလက်တွဲပြီးတော့အစုံမပေးကြနဲ့အာမဆောင်နဲ့အာမငယ်နဲ့အာတေတာကြပါကျွန်တော်တို့တိုင်းရတဲ့အကုန်လုံးလက်တွဲတူတိုက်ကြပါမနေစရာအကြောင်းမရှိဘူးပါပြည့်လေသုံးဖို့တပုံရောက်နေပြီကျွန်တော်ခဏပြောတလာရှိလို့တလာမရှိဘူးကျွန်တော်ဒီလိုမျိုးလွတ်ရမယ့်အကြောင်းမရှိဘူးနောက်တစ်ခုကကျွန်တော်ထပ်ပြောချင်တာဒီချိန်ကသူတို့ကဘာမှပြဿနာမရှိဘူးသူတို့ရိုးသားသားပြိုဆွဆွကိုကြည့်စားတရားနဲ့သူတို့ရှိဘွားသူတို့လို့စားသူတို့နေသူတို့လုပ်တယ်ဘာမှအပြစ်မဲ့မသိတဲ့လူကိုဘာမှအပြစ်မရှိတဲ့လူကိုနင်တို့မိသွားဆုပ်တာနင်တို့ကိုကြည့်စားမထောက်လားခမရတို့နင်တို့အေးခမရတို့နင်တို့တာသမီခမရတို့နင်တို့အမေဖေဆွေမျိုးနဲ့နင်တို့အေးတွေအဲ့လိုမျိုးမိသွားဆုပ်နင်တို့လက်ပတ်ကြည့်နေမလားနင်တို့အဲ့လိုမျိုးနင်တို့ကိုကြည့်မစားလားစော်မဲထောထခါတဲ့လူကိုလိုပြောမယ်ဒီနေ့မြန်မာသက်ပဲပြောမယ်မြန်မာစကားဒါပေမဲ့တိုင်းသားတယောက်မြန်မာစကားပြောမပြီးနားလည်းပြပါတော့တချို့ချင်းတွေတီဗီဖွဲ့ဆဲပေးပါချင်းပြည်သူပြည်သားတွေ့ပြစေချင်းပြည်သူပြည်သားကျွန်တော်တို့နေတို့ချစ်တယ်လေးစားတယ်ကိုကြည့်စားတယ်နော်ကျွန်တော်တို့လည်းအဲ့လိုမျိုးကြိုဘူးဝပြီနော်ဒါပေမဲ့စိတ်ဓာတ်မကျတဲ့အမငယ်နဲ့နော်ကျွန်တော်တို့ဒီနေ့တော့မတကယ်အလုံးမအောင်အလုပ်သွားရတော့မယ်ဒါမဲ့နည်းနည်းပြောမယ်ဒီထက်တလာမြို့မှာသူတို့အေးနေရကြောနေတာမဟုတ်ဘူးနေရကြောလာတော့ထောင်ကြောလာတော့အတိအကျမရဘူးလက်နဲ့တတိရှိရောက်ကြတယ်တတိရှိမရှိအာနာသိဆိုလက်နဲ့တစ်ချက်ရှိပါရခံမိသွားဆုပ်လိုက်ကချေမိသွားဆုပ်လိုက်ကီယိုမီလာဆိုလဲပို့သွားတက်လိုက်မို့သွားတက်လိုက်နေတော့ဒီလောက်ထိကောက်တိရုံမှာမှုမင်းအောင်လဲသွားထောက်ခံတဲ့လူတော်ငါအောင်တယ်မင်းအောင်လဲလက်အခါလွတ်တဲ့လူငါတော်အားတယ်နေတော့ငတုံးငါအားတယ်နေတော့တာမီမို့ဆိုမှဖိတာတပုံကြီးရှိနေပြီအခုဒီနေတော့နောင်တမရနေအခုဒီနေတော့တင်ကားစာမရသေးဘူး
ဒါမဲ့တိုင်းရင်းသားလုံးအားလုံးလူတယောက်ပဲဥပမာကြောက်ခဲ့တယ်လို့ကိုကတယောက်မှမနေဘူးကျွန်တော်တို့10ယောက်မှနိုင်တယ်ကဲဒီလူကတိယောက်မှလူတချို့ပဲရှိတယ်ကျွန်တော်တို့တိုင်းရင်းသားအကူလုံးလက်တွဲပြီးတော့ကျွန်တော်တို့တိုင်းရင်းသားအကူလုံးဖီရအကူလုံးစစ်ပွဲဝင်ကြပါမိခလျောက်ယောက်ျားသတိနဲ့အသက်နဲ့ရေးပြီးတော့ကျွန်တော်တို့ဒီကော့ချီရုံမှာမှုတယောက်မကြကျွန်တော်တို့တူလက်တွဲပြီးတော့ကျွန်တော်တို့တက်ထုတ်ရမယ်ကဲကျွန်တော်တို့နေတို့မြို့လာရှုပ်လို့ရဲတယ်ရာကုန်မှာနေတို့ရှုပ်ရာကုန်မပြောနင်းပြီးတော့မှချစ်ပြီးသူပြီးသားရှိတယ်မီးရှုပ်လိုက်သူ့အလို့ရုံမှာမီးရှုပ်လိုက်မိတက်ပြရှိတာအကုန်လုံးနော်နေတော့ရှုပ်မတိုင်အောင်ချစ်ပြီးသူပြီးသားမြန်မာစကားပြောတာတချို့ချိန်ကကျွန်တော်စကားနားမလဲလို့တချို့ချိန်ကတော့မြန်မာစကားပြောတတ်လဲအေးနေတော့မြန်မာစကားတာအတီးပြီးပြောပြီးတော့နေတော့လူပြပြောနေတော့မြို့ပြည်သူပြည်သားပြပြောသူအားရှိရောအားတေးထားအမငယ်ရနဲ့ရှိတာမကြတဲ့ကျွန်တော်တို့ကြည်လည်းနေပေါ်များစွာခါရပြီပတိကျတော့ကျရုံမှာတပ်ဖြတ်ကျွန်တော်တို့လှုပ်ထားတာအခုလည်းနေတော့ခြေလည်းအဲ့လိုမျိုးနေတော့မီးဆိုးပတိကျတော့ကျရုံမှာအသက်ကြီးအသက်အိုသက်ငယ်သေးမီးရနော်အေးအများကြီးဖြတ်စီခံရတယ်ရှင်းမကောင်းဒါပေမဲ့ရှင်းမကောင်းပေမဲ့ဒီပြက်စီနဲ့အေးဘာမှမဖြစ်ဘူးကျွန်တော်တို့လာတဲ့မျိုးဆက်လေးကိုတာသမီအတွက်လာမဲ့နောက်ဘဝချေပဲဘဝဝဲဖြစ်ဖြစ်ကရေပဲဖြစ်ဖြစ်ရခံပဲဖြစ်ဖြစ်ချင်းပဲဖြစ်မုံပဲဖြစ်ဖြစ်နောက်ဘဝဒီလိုမျိုးဘဝဆက်တယ်မကြုံရအောင်ဒီဘဝမှာကျွန်တော်တို့မသိခင်မှာတက်ပွဲဝေကြတူကျွန်တော်တို့တိုင်တာလိုက်နဲ့ကန်ပူပေါင်းပြီးတော့မြို့တိတက်ပွဲဝေကျွန်တော်တို့တက်ပွဲဝေတဲ့အခါမှာဒီကောတယောက်မကြကျွန်တော်တို့ဒီကောင်နေနောက်မဲ့ထွက်ပြေးမှာပဲပင်နေကမှထွက်ပြေးလက်မခေါအာဆီယာတော့မှလက်မခေါပင်နေကမှသိမှမပြုတ်ဘူးအခုကိုကျွန်တော်တို့မြန်မာပြည်သူပြည်သားအားလို့တော့ပြကြမှာပါဒီစစ်ခွေးမင်းအောင်လဲဘယ်တော့ဒီကော့ချစ်ရောက်မှာဒီစစ်အနာဘယ်တော့ဒီကော့ချစ်ရောက်မှာလဲနေတော့သိမှာပါနော်ကျွန်တော်တို့ဟိုအီကိုပြောတာကျွန်တော်တို့ဒီစစ်အနာစီနော်ဒီစစ်ခွေးတော်လာစစ်ပမာကိုကော့ချစ်ရောက်မှာလားတချို့ကမယုံကြဘူးတချို့ကမကြိုက်ကြဘူးအခုတော့နေတော့သိမှာပါဒီအာနာသိပြီးတော့ပဲတည်ရမျိုးကျွန်တော်တို့တိုင်းတာဘလော့တီနေပေါ်များစွာခံရတယ်လေနင်တို့သိမှာပါကျွန်တော်တို့မြန်မာမပြောဘူးတော့ပမာအောင်ပြောတာမြန်မာဆိုတိုင်းတာအကုန်လုံးပါလေပြည်သူပြည်သားအလုံးပါလေအမှတရားဖက်ရတင်တဲ့အဲ့ဒါမြန်မာလို့ခေါ်တယ်ပမာဆိုတာဒီကော့ချစ်ရမှာခွေးတောင်းဆမ်းမှာအဲ့ဒါပဲရှိရဲ့ထပ်တလာမြို့ကအကုန်လုံးမျိုးဆက်တဲ့လူငယ်တွေကိုတက်တဲ့ဖက်ကပြီးတော့လေပြပရောက်တဲ့လူကိုတက်တဲ့ဖက်ကသူတို့ဝိုင်းပြီးတော့ကူညီကြပါဝိုင်းပြီးတော့ထောက်ပါပေးကြပါဝိုင်းပြီးတော့အားပေးစကားပြောပေးကြပါပြီးတော့ဝိုင်းပြီးတော့ရှုတော်စကားအားပေးကြပါဝိုင်းပြီးတော့အမငယ်စိတ်တမချနဲ့အမငယ်ကြနဲ့မျက်ရည်မချနဲ့အာတီထားပါဒီတက်ပွဲကျွန်တော်တို့နေရမှာပြီးတော့မြို့ဆက်တဲ့လူငယ်နဲ့အာစီနဲ့ကိုတက်တဲ့ဖက်ကစူးစမ်းပြီးတော့တက်ပွဲဝေကြပါတေတာတိုက်ကြပါဒီရှက်အနာစီခုနကပြောတဲ့ကြောက်တဲ့လူတယောက်မှမနိုင်10ယောက်မှနိုင်တယ်ကဲဒီလောက်ဒီကျွန်တော်တို့ကချေကရချင်းမုံပေါ်ဆန်နော်တဲလာအကုန်လုံးဒီလူတချို့ကျွန်တော်တို့တိုက်မနိုင်စရာအကြောင်းမရှိဘူးနိုင်ရမှာမဟုတ်လားကျွန်တော်ပြောတာအမှန်တရားပြောနေနော်ကျန်တဲ့လူရှိလားမရှိလားမသိဘူးအပိနဲ့လူရှိလားမရှိလားမသိဘူးနော်မင်းကလေးရောက်ကြတော့ပြပရောက်တဲ့လူပြီးမြို့ဝဲနေမဲ့လူပြီးရွာမှာနေတဲ့လူအသက်ဆင်းနေဖြစ်နေရွေးကိုတက်တဲ့ဘက်ကတက်ပွဲဝေကြပါတေတာတက်ကြပါသူကဒီလူတချို့ပဲရှိတာကျွန်တော်တို့တိုင်းသားအများကြီးရှိတယ်ရှိပြီးတော့ဒီစစ်ကော့တိရုံမှာမနိုင်စရာကျွန်တော်တို့တိုက်စရာမနိုင်စရာအကြောင်းမရှိဘူးနိုင်ရမှာအဓိကခါရည်စိတ်ဓာတ်အမငယ်ရစိတ်ဓာတ်မကြရနော်နောက်တစ်ခုကထောက်ပါနိုင်မှတက်ပွဲနေဝေလို့ရလေကောဓမမက်စော်ဖျားတော်မှသူတရားထိုင်တော်မှအာဟာရမစားဘူးဆိုဘယ်တော့မှဖျားလို့မဖြစ်ဘူးဘယ်တော့မှကောဓမမက်စော်ဖျားမဖြစ်ဘူးသူကအစာအာဟာရစားပြီးတော့အာရှိမသူကကောဓမမက်စော်ဖျားဖြစ်တယ်တရားထုတ်អော်တယ်ကဲကျွန်တော်တို့လည်းဒီအခက်ခဲကြိုလာတဲ့အခါမှာဒုက္ခပြီးသုခလာမှာနော်အတော်မနာဟိတိုစေအဲ့တိုစေမှာအိုက်ဆက်စစ်ပါပဲရှိတယ်အတော်မနေစေဘာဖြစ်လို့အဲ့နပါပြောရတယ်လေဒုက္ခနဲ့ဒုက္ခပြီးသုခလာမှာကဲ
ဓမ္မပြီးဓမ္မပြီးဓမ္မလာမယ်ကျွန်တော်တို့ကဓမ္မဘက်မှာယတည်ပါနော်အဓိကစီလိုချင်းဟုတ်ကဲ့ပါကျေးဇူးတယ်နော်အဓိကတယောက်နဲ့တယောက်ဘသူပဲသွေးခွဲဘသူပဲသွေးခွဲဘသူပဲရလာတက်ကိုကမပြပြီးမတုတ်ပြနဲ့အပြိုးနဲ့ပြပြီးတုတ်ပြတက်တိနဲ့ပြပြီးတုတ်ပြတက်တိနဲ့ပြပြီးတက်ထုတ်ရမှာပြပြီးဆဲဆိုစကားနဲ့မလုံးနဲ့တယောက်နဲ့တယောက်စီလိုညညညမဲ့အချိန်ချင်းပြည်သူပြည်သားအလုံးတော့အတေတာဝအာမငယ်နဲ့စေတာမကြားနဲ့မျက်ရည်မကြားနဲ့ကိုတက်နယ်ဘက်ကတက်ပွဲဝေကြပါလို့တက်တူရှိတယ်ကျွန်တော်တို့နှစ်ပေါ်90ကျော်ဘာဖြစ်လက်နဲ့မချရတယ်လေကျွန်တော်ဘာဖြစ်လို့သူတို့အရှုံးမပေးရတယ်လေသူတို့ကျွန်တော်အပေါ်ကျွန်တော်သူတို့အပေါ်မှာဘယ်တော့မှကောကြရုံမှမှုကျွန်တော်တို့ကသူတို့အပေါ်မှာမရှိဘူးသူတို့ကကျွန်တော်တို့လာပြီးကောကြရုံမှာတပ်ဖြတ်ပဒေချရဆက်လို့တာကျွန်တော်တို့မခံလို့ကျွန်တော်တို့လက်နဲ့ကကျွန်တော်တို့တွန်လာကျွန်တော်တို့အရှုံးမပေးဘူးအဲ့ဒါမှကျွန်တော်တို့တရှုပဲရှိတယ်ကျွန်တော်တို့တဲလာအကိုကျွန်တော်တို့တရှုတော့မှသူတို့ကျွန်တော်တို့တက်မနိုင်ဘူးသူတို့လက်နဲ့ကြည်ဝစစ်လေးပြပဲစစ်ကြောက်စရာမလိုသူတို့ကပယ်တယ်ကစစ်ပွဲသွားတက်ဘူးလို့လေပယ်တယ်ကစစ်တက်ဘူးလို့လေပယ်တယ်ကနာမည်ရလို့လေจามาเยกยุเสผูขวาเนี่ยဟုတ်ကဲ့ပါချခောမွေမွေဒါရဘာနာမေပါမွေဝဒါရယူလောဝဒါလေဝဒါထတ်တလာမြို့တော့ရတာဘာထက်လေကျနော်တခါတလေကျွန်တော်တို့လည်းစိတ်ဓာတ်ကြတယ်တခါတလေလည်းမျက်ရည်ကျရှင်တယ်မျက်ရည်မကျကျွန်တော်တို့ထင်းတယ်စိတ်ဓာတ်မကျကျွန်တော်တို့ကိုပြီးတော့ပျော်နေလေကိုညွှန်းထွေးအောင်ကိုလူချောကိုပျော်ရွှင်မှုလို့နော်ဘယ်တော့ပဲအငငယ်စိတ်ဓာတ်မကျအောင်စိတ်ဓာတ်ဘလောက်ပဲကြမျက်ရည်မကျအောင်အမြဲတည်းကိုအားစီအောင်ကြိုးစားတယ်ချင်းပြည်သူပြည်သားတွေနေတော့ဘဝမကြိုရအောင်လာမဲ့တော့မြို့ဆက်တဲ့လူငယ်မတွေ့ရမကြိုရမဘဝဆက်တဲ့မရှိအောင်ဒီဘောမှာကျွန်တော်တို့တူကျွန်တော်တို့တိုင်လာလက်နဲ့ကနေတူလက်တွဲကြပါတူပြီးတော့တက်ပွဲဝီတော့ကျွန်တော်တို့တက်မယ်ကျွန်တော်တို့လူတချို့တော့မှသူတက်မနေဘူးကျွန်တော်တို့တိုင်လာအကုန်လုံးညီညွတ်တက်ပွဲဝီမယ်ဆိုရင်မနိုင်စရာအကြောင်းမရှိဘူးနိုင်ရမှာအခုသူတို့လူအားမရှိဘူးကျွန်တော်တို့ပြည်ပြင်းနေမှာနေတဲ့အခုမှတက်မှာ1တက်မှာ2တက်မှာ3တက်မှာ4တက်မှာ5တက်မှာ6တက်မှာ9ဒါပေမဲ့တက်မှာ9မှာစစ်ပွဲမဖြစ်ပြီးနဲ့တက်မှာ9ကလေးကတော့ကိုတက်တဲ့ဘက်ကစူးစမ်းပေးတယ်ကဲတက်မဟာလေးနဲ့နေတဲ့ဖြစ်တယ်တချို့ကပြောတယ်တက်မဟာလေးလည်းမဖြစ်မဟုတ်တက်မဟာ6လည်းမဖြစ်တာမဟုတ်ဖြစ်တယ်ဒါမှကျွန်တော်တို့တတိအမော်ချတယ်နော်တတိအမော်မချသူတို့ကအဲ့ကောင်ကောက်ကျရုံမှာပြည်သူပြည်သားကောက်ကျရုံမှာလုပ်တယ်ကြာပြီမဲ့အခုမှသူတို့ကျွန်တော်တို့ကြည်ပြီးမှာတနေ့သူတို့100ကျော်သေးမကောက်နော်100ကျော်သေးမကောက်တက်မဟာ6ခုမှာ100ကျော်သေးမကောက်ဘူးဆိုရင်သူတို့လက်တစ်ဖက်ချစ်တစ်ဖက်နာတစ်ဖက်ကြာခဲ့တယ်မျက်လုံးတစ်ဖက်သူတို့ကြာတဲ့သူတို့မိသားစုမှာလေပြောချင်မှာသူတို့ကြာတဲ့မိသားစုမှာသူတို့မိုးဆုံမှဖြစ်တယ်ပြီးတော့သူတို့ကဒုက္ခိတဘဝဖြစ်တယ်နောက်တစ်ခုကသူတို့တည်တော်မှအဘမြော့လေအလောလာမကောင်းဘူးနော်သူတို့ကျွန်တော်တို့နင်တို့ပြောတဲ့စကားကတိတစ်ခုပြေးမယ်ဒီမြန်မာနိုင်ငံညင်ချပြီးဒီမိုကရေစီရပြီဆိုရင်ဒီမိုကရေစီရပြီဆိုရင်လည်းနင်တို့မယိုရှောက်ကြည့်တတော်စားအများကြီးပေါ်လာမှာချီတစ်ဖက်လက်တစ်ဖက်မျက်လုံးတစ်ဖက်မို့ဆိုမှအများကြီးပေါ်လာမှာနင်တို့မယိုရှောက်ကြည့်ချီတစ်ဖက်လက်တစ်ဖက်နာတစ်ဖက်မို့ဆိုမှဘဝဖြစ်တာဒီကောက်ကြည့်ရမှာခွေးတော်စားထောက်ခံတဲ့လူပဲရှိမှာသူများအိမ်မှာသူများနေတယ်သူများမြို့မှာသူများနေတယ်သူများဒေသမှာသူများနေတယ်ဘာမှအပြစ်မရှိတဲ့လူကိုဘာမှအပြစ်မရှိတဲ့အေကိုဘာမှဒုက္ခမကြုံဘူးတဲ့လူနေတော့ဒုက္ခသွားကြုံလို့တယ်ဘဝဒုက္ခဆေးရလို့တယ်အသက်ခံရတယ်မိရှုခံရတယ်အဲ့ဒီတော့ဘာသဘောလဲသူများတပိုလို့ခေါ်တယ်တမရလို့ခေါ်တယ်ကျွန်တော်ခဏပြောတယ်ကောက်ကြည့်ရမှာမှုဒီစစ်အာဏာစီကပရိကျတဲ့သူတို့ပဲသက်ဖြတ်တဲ့သူတို့ပဲထမြတ်တဲ့သူတို့ပဲတပိုတဲ့သူတို့ပဲကောက်ကြည့်ရမှာမှုတဲ့သူတို့ပဲရဆက်သက်ဖြတ်တယ်သူတို့ပဲပြီးတော့နောက်တစ်ခုကတခြားနိုင်ငံစီကသူလက်မနောင်သူတို့ပဲစီကချိုးဖောက်တာလည်းသူတို့ပဲသိဥပဒေချိုးဖောက်လည်းသူတို့ပဲနောက်တစ်ခုကဒီလူကော့တီယိုမောင်နော်
နောက်တစ်ခုကသူတို့ဘလောက်ထိကောက်ကြည့်ရုံမှလဲနော်ဒီလစေအသက်မပြည့်16နှစ်15နှစ်ဒီလစေကိုပဋိကြည့်လေနောက်တစ်ခုကဖိုးကြီးเจ้าတိုက်ပြီးတော့ဖိုးကြီးเจ้าမောက်ထုတ်တယ်ဖိုးကြီးเจ้าကိုစခါချတယ်ဖိုးကြီးเจ้าမီးရှုပ်တယ်ခရစ်ယာเจ้าကိုခရစ်ယာမီးเจ้าရှုပ်တယ်ခရစ်ယာဆရာသမားကိုသူတို့ဖြတ်ဆရာသမားဆရာမကိုအကုန်လုံးသူတို့တက်ပြစ်တယ်ဘလောက်ထိကောက်ကြည့်ရုံမှလဲဒီကောင်သူတို့ပြောတော့ဆွေဖះဆွေခိုးတယ်သူတို့ပဲရပုံပဲခိုးတယ်သူတို့ပဲဖះဆွေခိုးတယ်သူတို့ပဲသူတို့ကတော့ဘုရားဘာသာပစကဖះစစ်တယ်မှာကာယဘယ်နေကမှကောက်ကြည့်ရုံမှစစ်ဒီမင်းအောင်လည်းမရှိဘူးအဲ့ကျွန်တော်အဲ့လိုမျိုးစကားပြောမင်းအောင်လည်းမကြိုက်ဘူးနော်ကြက်မကြက်ကျွန်တော်ပြောမှာပဲမင်းအောင်လည်းထောက်ခံတဲ့လူမတုံအားဒါမဲ့နေတို့ဘဝနော်လူတရားဆိုတေခါနေဆိုဘဝဆက်လာဆုံးဒီလိုမျိုးပဲစားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ချင်းပြည်သူပြည်သားကိုအားမငယ်ကြနဲ့စိတ်ဓာတ်မကြနဲ့မျက်ရည်မကြနဲ့စိတ်ဓာတ်မကြနဲ့နော်အားရှိရောအာတီထားကြပါကိုသူများအောင်အထင်မကြီးနဲ့ကိုအထင်ရောမသိနဲ့ကိုတက်တဲ့ဘက်ကဘဝပန်းတယ်ကျွန်တော်တို့လာမယ့်မျိုးဆက်တဲ့လူငယ်မကြုံရအောင်ကျွန်တော်တို့ number 1အတွက်မကြုံရအောင်ဒီစိတ်အာနာစိဖနာအမလုံမြောက်ဦးတော့နဲ့စိုးစားပြီးတော့တက်တဲ့ဘက်ကစူးစားပြီးလုံမြောက်စူးစားကြပါလို့ပြီးတော့ကျွန်တော်တို့တိုင်တာလက်နဲ့ကကျွန်တော်တို့ကေးကျွန်တော်တို့ချင်းရခဲမွန်းအကိုလို့ပြီးတော့ပြည်သူဘက်ကရတည်နေတဲ့တိုင်တာလက်နဲ့ကဲတယ်တူပြီးတော့လက်တွဲစီလူညွလက်တွဲပူပေါ်ကြပါလို့တောင်းဆိုတယ်တက်ပွဲဝကြပါလို့တောင်းဆိုတယ်နေတို့ဒီတက်ပွဲနေတော့မပူပေါ်ဘူးဆိုနေတို့ဒီစစ်ဖနာအောင်မှာပဲနေတို့နေစီတော့လာမယ့်နောက်ဘဝတော့မကြို့ခံရမှာပဲထတ်တလာနော်ထတ်တလာသူတို့ရွာထတ်တလာမြို့လို့ရေးထားတယ်ကျွန်တော်မြန်မာစာမပြီးတော့နော်စာလပေါ်မပြီးလို့ကျေးဇူးပြုနားလည်ပေးပါဟိုမှာ AG ကစီထားတယ်အဲ့ဒါကြောင့်နောက်တစ်ခုကတိုင်းရသားအကုန်လုံးတော့တက်တဲ့ဘက်ကဟိုဟာအပိစကားတော့ကျွန်တော်တို့ထတ်တလာမြို့ကိုခြေပြည်သူပြည်သားကိုအာမငယ်ရောစိတ်ဓာတ်မကြောက်မျက်ရည်မကြောက်ရောအပိစကားသွားပြောပြကြပါကိုတက်တဲ့ဘက်ကကူညီကြပါကိုတက်တဲ့ဘက်ကအာရှိောကျိုးသွားပြောပြကြပါနော်ကိုမဆိုင်ဘူးဆိုအဲ့လိုမျိုးမတွေးနဲ့သူ့လက်လူကိုလက်လူသူ့လက်သမီးစားကိုလက်သမီးစားသူ့လက်အသက်တစ်ချောကိုလက်အသက်တစ်ချောနော်အဲ့လိုမျိုးစိတ်ဓာတ်မွေးအဲ့ဒါကြောင့်တိုင်းရသားအကုန်လုံးကျေးဇူးပြုဝေနားလည်ပေးပါကျွန်တော်တို့ထတ်တလာမျိုးကချေပြည်သူပြည်သားအားလုံးလေးစားပါတယ်အမငယ်ပါနဲ့စိတ်ဓာတ်မကြနဲ့မျက်ရည်မကြနဲ့အာတီထားပါဗျာတက်ပွဲအကုန်လုံးဝေကြပါလို့တောင်းဆိုချင်တယ်နော်တိုင်းရသားနဲ့ပြည်သူဘက်ကရတည်တဲ့တိုင်းရသားသူရဲ့ကောင်းတွေလက်တွဲပြီးပူပေါ်ကြပါနော်ဘလောက်ပဲဒုက္ခရောက်ကိုပျော်နေဘလောက်ပဲနော်ဒုက္ခပြီးဒုက္ခလာမှာစူးစမ်းမှုရှိအောင်မြင်မှုမရှိတာမရှိဘူးကျွန်တော်တို့ဆရာတော်တပါးပြောတယ်လူမွေးလာလူဘဝမှာမွေးလာပြည့်စုံတဲ့လူတယောက်မှမပါဘူးဖြစ်ချင်တဲ့ဘဝဘယ်တော့မှဟိုကမရဘူးကိုစူးစမ်းမှုရှိပါလေဝိရိယပညာကံဝိရိယရှိပညာရှိရမှာပညာရှိကံရှိရမှာနော်သူတို့တုံငယ်ချင်းတော်ရောက်မှာသူတို့တော်ထဲမှာသွားမယ်ကဲသူတို့စိတ်ကူရတဲ့မှာကဖိုးကြီးအခုသူကပညာရှိတဲ့လူကဖိုးကြီးကျောင်းမှာသွားမယ်ဆိုရင်သူများအိမ်မှာသွားမယ်ဆိုထမင်းရှိမလားရှိကျွန်တော်တို့ရှာရတယ်တဲ့အေးနောက်တယောက်ကဟာဝီရိယရှိတယ်သွားမယ်နောက်တယောက်သူကကာယူကြီးတယ်ကာယူကြီးပြီးတော့သူကမသွားဘူးကဲသူတို့နှစ်ယောက်ပဲသွားတယ်ဝီရိယရှိတဲ့လူပညာပြောပြီးတယ်ဝီရိယသွားတယ်သွားပြီးတော့သူတို့နှစ်ယောက်သွားပြီးတော့ထမင်းရှိတယ်ထမင်းရှာတယ်ဖိုးကြီးကျောင်းမှာသွားတယ်သူများအိမ်မှာသွားတယ်သွားပြီးတော့ဘယ်လိုလဲရှားမှာနော်ရှားပြီးတော့ကျွန်တော်တို့လာတာ3ယောက်ဆို2ယောက်ပဲရှားမယ်ဆို1ယောက်ကြာတာကျွန်တော်တို့မကောင်းဘူးအဲ့ဒါကျွန်တော်တို့ပြလဲအဲ့ဒါမဟုတ်လားကျွန်တော်တို့ပြပြီးတော့သူ့အတွက်ယူပေးတယ်ပြပြီးတော့ဖေဟာကောဏမမြတ်စွာဘုရားရှိမှပြပြီးတော့ဖေဟာကောဏမဘယ်လိုမျိုးပြသူတို့တယောက်နဲ့တယောက်ညီရတယ်သူကကာယုံကြည်လဲဟိုကပညာရှိလဲဟိုကဝိရိယရှိလဲနောက်ဖေဟာကောဏမမြတ်စွာဘုရားဘယ်လိုရှုံးမလဲဝိရိယပညာကံလူတရားဆိုတာဝိရိယရှိမှဆိုရင်တတိရှိရပညာရှိတယ်ကံသူ့လိုသူလာမှာနော်ဒီအဲ့ဒါကြောင့်တိုင်းရတာအကုန်လုံးညီကိုမတော်မအားကလို့အားပေးကျွန်တော်တို့ခြေပြီးသူပြီးသားအားလုံးကျွန်တော်တို့နေတဲ့ချစ်ချင်းကျွန်တော်တို့နေတို့ကိုကြီးရှာလဲစေတနာထားပြီးလဲအားပေးစကားလာပြောပေးတယ်ကျွန်တော်
တင်မအောင်ဒီလောက်ပဲလာပြောရင်ကျွန်တော်တို့ကအကိုလို့ချိတယ်နင်တို့လည်းလူကျွန်တော်တို့ကကြည်ပါကျွန်တော်တို့တိုင်းသားတွေရောက်ပါကျွန်တော်တို့နင်တို့အပေးစကားပြောတယ်ကျွန်တော်တို့ခြေနဲ့ကျွန်တော်နဲ့တခါမှစကားမပြောဘူးတခါမှမကြုံဘူးတခါမှမဆုံဘူးနော်ပို့နဲ့ဆိုဘူးလည်းမပို့မောခြေတမျိုးမှမတွေ့ရလေအဲ့ဒါကြောင့်ကျွန်တော်တို့ခြေပြီးသူပြီးသားတော့အာမငယ်ပါနဲ့မြေမကြပါနဲ့စိတ်ဓာတ်မကြပါနဲ့အာတီတာကြပါကျွန်တော်တို့ဆုတောင်းစကားပြောပြမယ်နော်ကိုကွယ်နဲ့ဘာသာကိုတရက်တစ်ခါကိုဆုတောင်းပေးကြပါကိုကွယ်နဲ့ဘာသာကိုယူဂျီနဲ့ဘာသာလူမျိုးတရက်တစ်ခါတက်ပွဲဝင်တဲ့မျိုးဆက်တဲ့သူရဲ့ကောင်းတွေဆုတောင်းပေးကြပါပဲစာနဲ့မတက်နဲ့တော့မထောက်ပါနဲ့တော့စာဝတ်နေရေးမတက်နဲ့တော့ကိုတက်တဲ့ဖက်ကောင်စူးစမ်းပေးပါကိုမတက်နဲ့တော့ဆုတောင်းစကားဆုတောင်းပေးကြပါနော်ကျန်အဲ့လောက်ပဲတောင်းဆိုပါတယ်နော်ဘော်ဒမောမြတ်ဆောင်မရအောင်ပြီးတော့လည်းနောက်ကောင်းသားများကျွန်တော်တို့အမှန်တရားဖက်မှာဓမ္မဖက်မှာမြန်ကျွန်တော်တို့အောင်မြင်ပါစေအရေးတော်ဘူးအောင်ရမည်ကျွန်တော်ကစောပါဦးမူလေးချက်ရတော့ဘူးအောင်ရမည်နာပတ်တရလူတယောက်ဖြစ်လာအေးဆောရမှာနာပတ်တရရွာတီထောင်ရမှာနာပတ်တော့ကမြို့ပြုတ်ပြရမှာနာပတ်လေးကနေကရေးလူတော်ကောတယောက်အုပ်ချုပ်ရမှာနေအောင်စူးစမ်းအဲ့လူတယောက်နော်အဲ့မှာစကားလေးခုနော်အကုန်လုံးတိုက်တာအကုန်လုံးကျွန်တော်တို့ကြည်လိုမျိုးဆွတ်တော်ပေးမယ်နော်ကျေးဇူးပြုဝဲကျွန်တော်မြန်မာစကားသိဆွတ်တော်သိမတတ်မနော်တော့ဘွဲကတော့ဘွဲပကောမနာဖိဖနာတော့ဘွဲကောဒီကွာတဲ့ပကဆွတ်တော်နေပတ်ဘွာကညောလေချက်တာမီတာတော်ပါနော်